မင်္ဂလာပါဒီချက်ကကလေးလေးတွေကိုဒီနေ့သင်ခန်းစာမှာစကားလုံးကလေးတွေစီကားရဲ့ရွတ်ဆိုရေးကြည့်မယ်သင်ခန်းစာကိုသင်ပေးမှာဖြစ်ပါတယ်ဒီချက်နဲ့အတူတူဒီစာပိုက်ကလေးကိုတွတ်တွတ်လက်လက်နဲ့အတန်နေတန်ထားမှန်မှန်နဲ့အရင်ဆုံးရွတ်ဆိုကြည့်ရအောင်ပါပြီးတော့မှစလုံးလေးတွေပေါင်းကြည့်ပါမယ်သူပညာထူးဤပထမစုရသည်စုယူလာသည်အတုယူစေရာသူပညာထူးဤပထမစုရသည်စုယူလာသည်အတုယူစေရာသူပညာထူးဤပထမစုရသည်စုယူလာသည်အတုယူစေရာစလုံးလေးချဲပေါင်းပြပါမယ်တာရေးနှစ်ချောင်းငင်သူပါဆောင်ရေးညာကလေးတက်ပြင်ညကလေးရေးချာညာပညာအဲ့ဒီမှာဒီချက်ပြောဆရာရှိတာကလေပါဆောင်ရေးပညရေးချာညာဆိုပြီးတော့မဖတ်ပါဘူးပါဆောင်ရေးညာကလေးတက်ပြင်ညကလေးရေးချာညာပညာအဲ့ဒီမှာကဒီညာကလေးနှစ်ခုကိုပေါင်းလိုက်ပြီးတော့ဒီလိုမျိုးရေးထားတာပါပြန်ပြီးတော့ဆိုပြပါမယ်နော်တာရေးနှစ်ချောင်းငင်သူပါဆောင်ရေးညာကလေးတက်ပြင်သူပြင်ညကလေးရေးချာညာသူပညာထားစင်ထူရေးနှစ်ချောင်းငင်ထူဝိဆန်နှလုံးပေါက်ထူသူပညာထူအခရာဤသူပညာထူဤဒါလေးကတော့ပုံနှချောင်းချပါနော်ပါဆောင်ရေးပထားစင်ထူရေးထပထမာယေမပထမစာလိန်ရေးတစ်ချောင်းငင်စုပထမစုရာကောက်ရေရပထမစုရတာရေးညက်တာသည်ပထမစုရသည်စာလင်ရီချောင်းငင်စုရပလက်ရေးနှစ်ချောင်းငင်ယူစုယူလာရေးချလာစုယူလာတာရေးညက်တာသည်စုယူလာသည်အာယေအတာဝန်ပူရေးချောင်းငင်တုအတုရပလက်ရေးနှစ်ချောင်းငင်ယူအတုယူစာလုံးရေးစအတုယူစရကောက်ရေးချရာအတုယူစေရာသူပညာထူးဤပထမစုရသည်စုယူလာသည်အတုယူစေရာအဲ့လိုလေးပေါင်းရပါမယ်နော်ဒီချိန်နောက်တစ်ခေါက်ထပ်ပြီးတော့ဆိုပြပါမယ်တာရေးနှစ်ချောင်းငင်သူပါဆောင်ရေးညာကလေးတက်ပြင်သူပညာကလေးရေးချညာသူပညာထားစင်ထူရေးနှစ်ချောင်းငင်ထူဝိဆန်နှလုံးပေါက်ထူသူပညာထူအခရာဤသူပညာထူဤပါဆောင်ရေးပထားစင်ထူရေးထပထမာယေမပထမစာလင်ရေးတစ်ချောင်းငင်စုပထမစုရာကောက်ရေရပထမစုရတာရေးညက်တာသည်ပထမစုရသည်စာလင်ရေချောင်းငင်စုရပလရေးနှစ်ချောင်းငင်ယူစုယူလာရေးချလာစုယူလာတာရေးညက်တာသည်စုယူလာသည်အာယေအတာဝန်ပူရေချောင်းငင်တုအတုရပလရေးနှစ်ချောင်းရပလက်ရေးနှစ်ချောင်းငင်ယူအတုယူစလုံးရေးစအတုယူစရကောက်ရေးချရာအတုယူစေရာသူပညာထူးဤပထမစုရသည်စုယူလာသည်အတုယူစေရာကလေးလေးတွေကဒီစာပိုက်ကလေးကိုတစ်ခါနဲ့ရွတ်ဆိုကြည့်မယ်ပြီးသွားရင်စလုံးလေးတွေတခြားပေါင်းကြည့်မယ်ပေါင်းပြီးသွားရင်လေးချောင်းမျက်စာအုပ်လေးတွေမှာလည်းရေးလှလေးတွေနဲ့တပုတ်ကို3ခေါက်စီလာကိုလေ့ကျင့်ကြည့်ပါအဲ့တော့ဒီချက်နောက်တစ်ပုတ်ထပ်ပြီးတော့ဖတ်ပြပါမယ်နော်ရှာတိဥတုပူသည်ထီယူလာတဲ့လာဥလာဤအနာယူပါရှာတိဥတုပူသည်ထီယူလာတဲ့လာဥလာဤအနာယူပါရာတိဥတုပူသည်ထီယူလာတဲ့လာဥလာဤအနာယူပါရာကောက်ရေးချရာတာရေးလုံးဤတင်ဆန်ခါသည်ရာတိအခရာဥရာတိဥတာဝန်ပူရေးချောင်းငင်တုရာတိဥတုပါဆောင်ရေးနှစ်ချောင်းငင်ပူရာတိဥတုပူတာရေးညက်တာသည်ရာတိဥတုပူသည်ထားစင်တူရေးလုံးဤတင်ဆန်ခါထီဝိဆန်နှလုံးပေါက်ထီရပလက်ရေးနှစ်ချောင်းငင်ယူထီယူလာရေးချလာထီယူလာ
တာရေတာထီယူလာတာလာရေချဝိဆန်နှလုံးပေါင်းလာထီယူလာတလာအခရာအခရာလာရေချလာလာအခရာလာအာရေနာငယ်ရေချဝိဆန်နှလုံးပေါင်းနာအနာရပလရေနှချောင်းငယ်ယူအနာယူပါဆောင်ရေချပါအနာယူပါရှာတိဥတုပူဒီထီယူလာတလာလာအနာယူပါဒီချက်နောက်တစ်ခေါက်ထပ်ပြီးတော့စလုံးပေါင်းပြပါမယ်နော်ရာကောက်ရေးချရာတာရေးလုံးရီတင်ဆန်ခါတိရာတိအခရာရာတိတာဝန်ပူရေချောင်းငင်တုရာတိတုပါဆောင်ရေးနှစ်ချောင်းငင်ပူရာတိတုပူတာရေးညက်တာတိရာတိတုပူတိခါစင်တူရေးလုံးရီတင်ဆန်ခါထီဝိဆန်နှလုံးပေါက်ထီရပလရေးနှစ်ချောင်းငင်ယူထီယူလာရေးချလာထီယူလာတာရေးတာထီယူလာတာလာရေးချဝိဆန်နှလုံးပေါက်လာထီယူလာတဲ့လာအခရာအခရာလာရေးချလာလာအခရာလာအာယေနာငယ်ရေချဝိဆန်နှလုံးပေါင်းနာအနာရပလရေနှစ်ချောင်းငယ်ယူအနာယူပါဆောင်ရေချပါအနာယူပါရာတိဥတုပူတီထီယူလာတလာလာအနာယူပါသူပညာထူဤပထမစုရသည်စုယူလာသည်အတုယူစေယရာတိဥတုပူတိထီယူလာတလာလာအနာယူပါဒီချက်ကဒီလေးပုတ်စလုံးကိုဆက်ပြီးတော့ဆိုပြလိုက်လို့ရှင်ကလေးလေးနားထောင်ရတာပြင်းနေမှာဆိုလို့ဒီတစ်ခါနှစ်ပုတ်စီခွဲပြီးတော့တင်ပေးပါမယ်နော်အဲ့တော့အခုဒီနှစ်ပုတ်ကလေးကိုကလေးလေးတွေကစားပိုက်ကလေးတွေကိုအတန်းထားမှန်နဲ့ထက်ခါရွတ်ဆိုကြည့်မယ်ပြီးသွားရင်ဒီစားပိုက်ကလေးတွေကိုနှုတ်မှာဆွဲပြီးတော့အလွတ်ရသွားပြီဆိုရင်စလုံးလေးတွေပေါင်းကြည့်မယ်အဲ့ဒါပြီးသွားလို့ရှိရင်လေးချောင်းမြင့်စာအုပ်ထဲမှာလက်ရည်လှလှလေးနဲ့အရေးအစွဲမှန်နဲ့တပုတ်ကို3ခေါက်5ခေါက်စီလောက်လေ့ကျင့်ကြည့်ပါဒါဆိုရင်တော့ဒီသင်ခန်းစာကိုသေချာရသွားလိမ့်မယ်လို့ထင်ပါတယ်နောက်သင်ခန်းစာမှာတစ်ချက်နောက်ထပ်တစ်ခုဗီဒီယိုမှာတစ်ချက်ကအောက်ကနှစ်ပုတ်ကိုထပ်ပြီးတော့သင်ပေးပါမယ်နော်ဒီချက်နဲ့တူတူနောက်ထပ်သင်ခန်းစာတွေမှာထပ်ပြီးတော့တွေ့ကြပါမယ်နော်